အခုတတိန်တန်ချက်တစုံကလွန်ခဲ့တဲ့2021ခုနှစ်ကအသက်60အရွယ်ဦးလေးတယောက်ဝယ်ထားတဲ့အတက်အမကလေးတစ်ခုဖြစ်ပါတယ်။ January လ2026မှာပဲသူဆုံးသွားပါတယ်။အတက်အမကသူစဝယ်တဲ့2021ခုနှစ်ကစပြီးတော့သူဆုံးသွားတဲ့အချိန်ထိဆိုလို့ရှိရင်တော့4နှစ်လောက်ပဲရှိပါသေးတယ်။သူဆောင်ခဲ့တဲ့လစစ်ကြီးတွေအားလုံးကျွန်တော်တို့ပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့3000ကျော်ဝန်းကျင်လောက်မှာပါရှိပါသေးတယ်4000မပြည့်သေးဘူးเนาะ။သူဆုံးသွားတဲ့အချိန်မှာကြံခဲ့တဲ့မိသားစုတွေအမွေခံသူတွေက insurance company စီကနေချက်တသိန်းတန်ရတာပေါ့နော်ပြည့်စုံလုံလောက်တယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးဒါပေမဲ့အတိုင်းအတာတစ်ခုတိမိသားစုတွေအတွက်ဆိုရင်အင်မတန်မှအထောက်အကူပြုပါတယ်လူချင်းမီတို့လည်းဘယ်ပြည်နယ်ပဲမြို့မှာနေနေအတဲ့အမှန်ခံနဲ့ပတ်သက်ပြီးတော့အကူအညီလိုအပ်တယ်ကိုမိသားစုကိုကာကွယ်ခြင်းနဲ့ကိုတံပိုးထားရတဲ့ကိုဝိုးအိမ်ပစ္စည်းတွေကိုကာကွယ်ခြင်းတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကိုအချိန်မရွေးစာရေးလာပါဖုန်းခေါ်လာပါကျွန်တော်တို့အဖွဲ့အစည်းကနေအခက်မဲ့ပဲကူညီပေးနေပါတယ်နော်ကျွန်တော်တို့အဖွဲ့အစည်း Mingla Insurance Agency ထဲကနေဆုံးသွားတဲ့ကျွန်တော်မြန်မာတိုင်းသားတွေအများကြီးရှိပါပြီ။သူတို့ပိုက်ဆံဘယ်လောက်ရချက်တစောင်ရရင်ဘယ်လောက်လဲဘယ်နှထောင်ဘယ်နှတောင်းဘယ်နှသိန်းလဲဘယ်နှစ်ယောက်ဆုံးသွားပြီလဲစီးအပြည့်စုံတွေးချင်တယ်ဆိုရင်တော့ Mingla Insurance Facebook မှာတွားကြည့်လို့ရတယ်နော်။ပြောချင်တာကလူချင်းမင်းတို့ဘယ်ပြည်နယ်ဘယ်မြို့ဝိုင်းနေနေအကူအညီလိုအပ်တယ်ဆိုရင်ဒီဖုန်းနံပါတ်ထဲမှာစာရေးလာမဟုတ်ရင်ဖုန်းခေါ်လာပါ။အကောင်းဆုံးကတော့စာဦးဆုံးရေးလာပါ။ကျွန်တော်တို့အားတဲ့အချိန်မှာအချိန်မရွေးစာပြရေးမယ်မဟုတ်ရင်ဖုန်းပြခေါ်မှာပေါ့ကျွန်တော်တို့ Mingla Insurance Agency နဲ့လက်လုပ်တဲ့ insurance company တွေမှာတမန်အားလုံးကတွေးဖောက်စရာမလိုဘူးဖုန်းခေါ်ဖုန်း interview လုပ်စရာမလိုဘူးကိုယ်တိုင်ကုန်ကြလာပြီးတော့စမ်းစစ်ချစ်တာတော့လုပ်စရာမလိုဘူးเนาะအခုရှောက်ရင်အခုအဖြေရတဲ့ insurance company တွေအားလုံးပါပဲအခြား company တွေမှာရှောက်ပြီးတော့အငင်းပိုက်ခံရတယ်ဆိုလို့ရှိရင်လည်းစိတ်မပူနဲ့ကျွန်တော်တို့ဖုန်းခေါ်လာပါစာရေးလာပါကျောင်းမရေးယောဂရှိရင်လည်းလက်ခံနိုင်တဲ့ company တွေဆိုတာကျွန်တော်တို့အဖွဲ့အစည်းထဲမှာရှိတယ်เนาะ